ကဲမော်တော်ကားအားကစားလောကအထက်တော့တကယ်ကိုသတင်းကြီးတကူခတ်လာပါပြီ Formula 1အားကစားလောကရဲ့အထွတ်အထိပ်ပြိုင်ခွင်းပုံကိုလေအားလုံးသိကြတဲ့ကွင်းလေးကွင်းတစ်စိတ်ဟုတ်ပါတယ် Audi ကတရားဝင်လာတော့မယ်တဲ့ဒီတော့ဒီ Audi Revolut F1 သင်းရဲ့အတွင်းကြအသေးစိတ်တွေကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဒီစကားက Audi ရဲ့ Motorsport တမိုင်းကိုတခွန်းတဲနဲ့ပြောသွားတာပဲကျတော့မြေချမ်းလန်းကြီးကိုအောင်နိုင်ခဲ့ပြီး24နာရီမရက်မနာမောင်းရတဲ့ပြိုင်ပွဲတွေကိုကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဒါပေမဲ့နောက်ဆုံးတက်ရမယ့်တောင်ထိပ်ကိုကြံနေပဲတဲ့ဆိုတော့သူတို့ရဲ့အောင်မြင်မှုတွေကိုကြွားနေတာထက် Formula 1ဆိုတဲ့အခက်အခဲဆုံးစင်ခေါ်မှုကြီးကိုရင်ဆိုင်ဖို့အသင့်ခင်နေပြီဆိုတာကိုကြီးညာလိုက်တာနဲ့အတူတူပါပဲဟုတ်ပါရဲ့ F1 လောကတဲ့ကိုမိုးဝဲလာခင် Audi ရဲ့အောင်မြင်မှုတွေကိုပြန်ကြည့်ရင်လေ Group B Rally ပြိုင်ပွဲဒီမှာလမ်းချမ်းတွေကိုအတိုင်းပိုက်ခဲ့တဲ့ Quattro ကားတွေကနေ Le Mans ပြိုင်ပွဲမှာအောင်ပွဲခံခဲ့တဲ့ R10 e-tron ကြီးပေါ့ပြောရရင်သူတို့ရဲ့တမိုင်းကအောင်မြင်မှုတွေနဲ့ကိုဖြည့်ညလာဒါဆိုမေးစရာရှိတာကဘာလို့အခုမှ F1 ကိုဝင်လာတာလဲဟုတ်တယ်မလားအဓိကအကြောင်းရင်းကလေ2016ခုနှစ်မှာ Formula 1ရဲ့နီးပညာဖိုင်းဆိုင်ရာစီမင်းစည်းကမ်းတွေကအကြီးအကျယ်ကိုပြောင်းလဲတော့မှာမို့လို့ပါဆိုတော့ဒီလိုအပြောင်းလဲကြီးက Audi လိုအတင်းတစ်ခုအတွက်ဝင်လာဖို့တကယ်ကိုအခွင့်အရေးခေါင်းကြီးတစ်ခုဖြစ်သွားတာပေါ့အဲ့ဒီစီမင်းသစ်တွေထဲမှာအဓိကအကြားဆုံးအချက်တစ်ခုကတော့ဒီ90%ပါပဲဒါကဘာကိုပြောတာလဲဆိုတော့ hybrid engine တွေရဲ့စွမ်းအင်မှာရှက်စစ်စွမ်းအင်ကိုအရင်ကထက်အများကြီးတဝက်လောက်အထိပိုပြီးသုံးရတော့မယ်ဆိုတဲ့အတိပဲပါဟုတ်ကဲ့လက်စစ်စွမ်းအင်ကိုဒီလောက်အထိထားလာတာက power unit ရဲ့ hybrid အပိုင်းမှာတကယ်ကိုအကြီးမားဆုံးတိုးတက်ပြောင်းလဲမှုတစ်ခုဖြစ်လာမှာသိကြပါတယ်ဒါကလက်စစ်ကားနိမနေရာမှာအတွေ့အကြုံရှိပြီးသား Audi အတွက်တော့အာသာချက်တစ်ခုဖြစ်လာနိုင်တာပေါ့နောက်ထပ်အရေးကြီးတဲ့စီးမင်းပြောင်းလဲမှုတစ်ခုရှိသေးတယ်အဲ့ဒါကတော့ဒီ100%ဆိုတဲ့ကင်းကနန်းမှာဒါကကားတွေမှာသုံးမဲ့လောင်စာဆီနဲ့တိုက်ရိုက်ပတ်သက်နေပါတယ်အဲ့ဒီရာခိုင်နှုန်းကဘာလဲဆိုတော့ကားတွေအားလုံးရေရှည်တည်ကျန်းတဲ့လောင်စာဆီတွေကိုပဲအပြည့်အဝသုံးစွဲရတော့မယ်ဆိုတာပါပဲဒါက Formula 1နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးရည်မှန်းချက်ကိုပြသနေတယ်လို့ Audi ရဲ့ရည်မှန်းချက်တွေနဲ့လည်းတစ်ထပ်တက်ကြနေတာပေါ့ကဲနီးပညာပိုင်းဆိုင်ရာအကြောင်းတရားနဲ့ခဏခွာပြီးဒီစီမံကိန်းကြီးရဲ့နောက်ွယ်ကလူတွေအကြောင်းကိုဆက်ကြည့်အောင်ဒီခေတ်သစ်ကိုဦးဆောင်မဲ့အဓိကလူတွေကဘယ်သူတွေဖြစ်မလဲအရင်ဆုံးကားမောင်းသူတွေကိုကြည့်လိုက်ရင် F1 အတွေ့အကြုံရင့်ကျက်လာတဲ့ဝိုင်းရင်ကားမောင်းသမား Nico Hülkenberg နဲ့အနာဂတ်မှာထွန်းတောက်လာမဲ့လူငယ်ကျယ်ပွင့် Gabriel Bortoleto တို့ရဲ့အတွေ့အဖက်ပါပဲအတွေ့အကြုံနဲ့လူငယ်ရဲ့စိတ်သက်ပြင်းပြမှုဒီနှစ်ခုပေါင်းဆက်လိုက်တာကအသင်းအတွက်တော်တော်လေးဟန်ချက်ညီတဲ့အတွေ့အဖက်တစ်ခုဖြစ်လာမှာပါNico Hülkenberg ကတော့သူ့ရဲ့ခွင့်ယူမှုကိုဒီလိုပြောခဲ့တယ်ဒါဟာတမိုင်းဝင်မဲ့အရာတစ်ခုရဲ့အစလို့ခံစားရတယ်ဂျာမန်ကားမောင်းသမားတယောက်ကဂျာမန်အသင်းအတွက်မောင်းနှင်ခွင့်ရပြီးအချိန်တန်ပါပြီတဲ့သူတို့တကယ်ကိုအိမ်ပြန်လာရတယ်လို့ခံစားချက်မျိုးဖြစ်မှာပါလူငယ်ကားမောင်းသမား Gabriel Bortoleto ကလည်းသူ့ရဲ့ရီမန်းချက်ကိုပြပြသားသားပြောထားပါတယ်ကျတို့ဒီကိုအရေးထွက်ပြင်းအောင်လာတာမဟုတ်ဘူးတမိုင်းတစ်ခုတိစောက်ဖို့လာတာတဲ့ရီမန်းချက်ကြီးမားဖုံကိုဒီစကားတစ်ခုနဲ့တင်သိနိုင်ပါတယ်အသင်းရဲ့ဥဆောင်ပိုင်းကိုကြည့်လိုက်ရင်လည်းနယ်ပယ်မှာအတွေ့အကြုံရင့်ကျက်တဲ့ပုဂ္ဂိုလ်ကြီးတွေကိုတွေ့ရမှာပါ Ferrari အထင်းရဲ့ခေါင်းဆောင်ဟောင်း Mattia Binotto နဲ့ Jonathan Whiteley တို့ကဥဆောင်မှာဖြစ်ပြီးတော့ Revolut နဲ့ Qatar လို့ငွေကြေးအင်အားတောင့်တင်းတဲ့မိဖတ်တွေကလည်းအခိုင်အမာပံ့ပိုးပေးထားတာတွေ့ရပါတယ်ကဲအားလုံးစိတ်ဝင်စားစားနဲ့စောင့်မျှော်နေတဲ့ချင်းကိုရောက်လာပါပြီဒီခေတ်တွေတို့သူတို့တိစောက်ထားတဲ့စိတ်ရန်တရားပြောရရင်အသင်းရဲ့ပထမဆုံး Formula 1ကားကိုကြည့်လိုက်ကြရအောင်ဒါဆိုရင်အဲ့ဒီနောက်ဆုံးတောင်ထိပ်ကိုအောင်နိုင်တို့တိဆောက်ထားတဲ့ဆိုတဲ့စိတ်ရန်တရားကြီးရဲ့အဓိကအချက်တွေကဘာတွေများဖြစ်မလဲကဲဒါကတော့အားလုံးမျှော်နေကြတဲ့ကားအသစ်ပါမယ်သူ့ရဲ့တရားဝင်နာမည်ကတော့ Audi Revolut F1 Team ကားရဲ့နာမည်ကတော့ Audi R26 ဖြစ်ပါတယ်။ engine က 1.6L V6 turbo hybrid ကိုသုံးထားတယ်။ design ကိုကြည့်လိုက်ရင်လည်း matte titanium နဲ့ carbon black အရောင်မှိုင်ပေါ်မှာတော့ပါတဲ့ neon red အနီရောင်လေးတွေနဲ့အသားပေးထားတာကတကယ်ကိုပဲခစ်ဆန်ပြီးတော့အထာကျနေလောက်တွေ့ရမှာပါ။ကားကိုတော့မြင်တွေ့ပြီးပြီ။ဒါပေမဲ့ဒါကအစားပိတ်ရှိပါသေးတယ်။အနာဂတ်အတွက်သူတို့ရဲ့ရည်မှန်းချက်သူတို့ရဲ့ခီးစဉ်ကအခုမှစတင်မှာပါဒီရည်မှန်းချက်ကိုစီမံကိန်းခေါင်းဆောင် Mattia Binotto ရဲ့စကားတစ်ခွန်းကအကောင်ဆောင်အနစ်ချုပ်လိုက်ပါတယ်ဒီနေ့မှကျိုးတို့အနာဂတ်အကြောင်းပြောနေတာကိုရက်လိုက်ပြီးအဲ့ဒီအနာဂတ်ကိုစတင်မောင်းနေလိုက်ပါပြီတဲ့စကားတွေပြောနေတဲ့အဆင့်ကနေလက်တွေ့အကောင့်ထဲဖော်မှုစီကိုပြက်ပြက်သားသားကူပြောင်းလိုက်ပြီးဆိုတဲ့သတင်းစကားပါပဲဟုတ်ပါပြီ2026ခုနှစ်မှလာမဘတ်မှာတေးကြတာပေါ့ပြန်ကွင်းပေါ်မှာသူတို့ရဲ့ခီးသစ်စတင်မဲ့နေ့ကိုအားလုံးတူတူစောင့်ကြည့်လိုက်ကြရအောင်